Starfield အာဂရခြေပြု RPG game တစ်ခုဖြစ်ပြီးတော့မှ Bethesda Game Studio ကဖန်တီးခဲ့ပြီးတော့မှဒီ game ကို2023ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာ Xbox Series X PC တို့အတွက်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ Starfield ကို2013ကတည်းကနေစတင်စိတ်ကူးထားပြီးတော့မှ Bethesda ရဲ့ပထမဆုံး Universal အဖြစ် RPG franchise အဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။2018ခုနှစ် E3 မှာ Tester နဲ့ Trailer တွေကြားတရားဝင်ကြေညာခဲ့ပြီးတော့မှ Gamer တွေကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ Game ဟာ Bethesda ရဲ့နာမည်ကြီး Elder Scrolls Skyrim နဲ့ Fallout 4 တို့ပြီးတဲ့နောက် Single Player RPG Project တစ်ခုဖြစ်ပါတယ်။ Player အာဂရပေါ် Explorer တယောက်ဖြစ်ကစားရတာဖြစ်ပြီးတော့မှ Plan ပေါင်း1000ကျော်ကိုတွာလာစူးစမ်းနိုင်ပြီးတော့မှ Spaceship တွေတိစောက်တာ Combat တွေလုပ်တာ Mining တွေလုပ်တာပါဝင်တာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။